Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုပိုင်မှာအားလုံးမင်္ဂလာရှိရဲ့ညနေခင်းခါသမယလေးဖြစ်ကြပါစေဆိုတော့ဒီညနေမှာကျွန်တော်တကွက်ကောင်းလက်တော့ဆိုင်ရဒါအကောင်းဆုံးဖြစ်အောင်ရှာဖွေပြီးတော့ထုတ်ထားတယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့တကွက်ကောင်းပြင်မှာတခြားမူရထည့်ထားတဲ့ဟာလေးတွေတင်စော်ထားတဲ့ဟာလေးတွေအားလုံးကိုchannel ထဲမှာကျွန်တော်အားလုံးတင်ပေးထားပါတယ်အဲ့ဒါဘယ်မှာလဲဆိုရင်ကျွန်တော်ရဲ့ Telegram channel Fiber channel တွေမှာတင်ပေးထားသလိုပဲကျွန်တော်ရဲ့YouTube channel အသစ်ပေါ့နော်ဒီ website တွေပဲတီးတန်းတင်မဲ့ channel လေးဖြစ်ပါတယ်အဲ့ channel နာမည်ကကိုပိုင် 2D lottery ဆိုတဲ့ channel လေးပါဆိုတော့အဲ့ channel link ကိုလည်းကျွန်တော် comment မှာချပေးထားပါမယ်ပြီးတော့ကျွန်တော်ရဲ့ Telegram channel Fiber channel link လေးကိုလည်း comment မှာချပေးထားပါမယ်ဆိုတော့အဲ့ဒါလေးတစ်ချက်ဒီ channel မှာရှိတဲ့ညီကိုမိတ်ဆွေတွေအနေနဲ့ကကျွန်တော်မသိနိုင်ပါဆိုလို့ပေါ့နော်တကွက်ကောင်လေးတော့ကျွန်တော်တခါတည်းချင်းမှာပြောပြပါမယ်channel ဟာတွေအားလုံးကိုတော့ကျွန်တော် comment မှာရှိတဲ့ Telegram channel Fiber channel တွေရဲ့ကျွန်တော်ရဲ့ကိုပိုင် 2D lottery ဆိုတဲ့အထဲမှာမူနဲ့တကွက် site နဲ့တကွက်ဝင်ရောက်ပြီးရှုကားပေးဖို့အတွက်တောင်းဆိုပါတယ်ဆိုတော့မူနဲ့ site နဲ့ဆိုတော့ကိုယ်တိုင်ကြည့်ပြီးတော့ lotto ပို့ short လေးလည်းကိုယ်တိုင်လုပ်လို့ရတာပေါ့နော်ဆိုတော့တကွက်ကောင်ကတော့ကျွန်တော်1331ဖြစ်ပါတယ်ညနေပိုင်းဒီတိုင်းကျွန်တော်3ပိုင်းရဲ့4 break ရဲ့ဖြတ်ထားဖြစ်ပါတယ်ကျန်တာလေးတော့ကျွန်တော်3ညကြိုက်တဲ့သူတွေက4 break နဲ့ဖြတ်3ပိုင်းနဲ့ကပ်ပြင်ကျန်တာလေးတွေမူရရှုကားပြီးတော့တွဲဆက်ကစားနိုင်ပါတယ်ဆိုတော့အားလုံးပဲထိုးနှန်းတွေထောက်နှန်းတွေထပ်ထူကြပါစီလို့စုံမအောင်တောင်းပေးပါတယ်ကျွန်တော်စီမှာ233အပိလုံးနဲ့ Fiber နံပါတ်099316 3991မှာကျွန်တော်မနေ့ဆို7:55ညနေဆို3:55အထိယုံကြည်စိတ်ချစွာနဲ့အားပေးနိုင်ပါတယ်ဆိုတော့အားလုံးပဲ bye bye